င်းကိုပြောမယ်သဘောကျစိတ်နာထောင်ဓမ္မတို့မင်္ဂလာဆောင်စမ်းပြတဲ့အကြောင်းဘုံမဲ့သူရေမင်းကိုပြောမယ်သဘောကျစိတ်နာထောင်ဒီရောကာကလေကျွတ်မကြီးသူသမီးတွေ့သမက်စားတဲ့လေမိုးနဲ့မြေဆုံးတိုင်အောင်ဒီကဘာပေါ်မှာတဘောဝတိသူနဲ့ပေးစားနိုင်မလဲရထားနိုင်မကွယ်ကုန်မဲ့လို့နေမနာကြည့်သူတော်လေကျွတ်မလက်မထောင်ကြောက်ဘူးရဲ့လားကုန်မဲ့သူရေစကြောပြမယ်နာဆိုင်လို့ထောင်ရောက်ခဲ့ဖို့ခွေတော်လေကျွတ်မသမက်တော်ဟုဆောင်နိနတာကမုဏတာကိုမရှင်းနိုင်ပါဘူးမုဏတာကလီနတာကိုသမီးချောင်းလီနတာကတောင်ဖို့ကြီးကိုဥခိုက်ပါတဲ့ခဲလိုက်တာနော်သမက်လိုက်ကြသောတောင်ဖို့ကိုတော့ပြောကပြတော့ဗလာနဘောကြီးကိုကြောက်ရပါတဲ့ကိုရွှေနှစ်သူတစ်ဖားယူတော့သူလည်းမရှင်းနိုင်ပါဘူးတစ်ဖားယူခမမောင်ကျွဲ့ရငါကြည့်လို့မလို့နိုင်ပေါင်းနောက်ဆုံးတော့ကျွဲ့နေမင်္ဂလာမင်းကိုပြောမယ်သဘောကျစိတ်နာထောင်ဓမ္မတို့မင်္ဂလာဆောင်စမ်းပြတဲ့အကြောင်းဘုံမဲ့သူရေမင်းကိုပြောမယ်သဘောကျစိတ်နာထောင်ဒီရောကာကလေကျွတ်မကြီးသူသမီးတွေ့သမက်ကြတဲ့လေမိုးနှံမြေဆုံးတိုင်အောင်ဒီကဘာပေါ်မှာတဘောကြီးသူနဲ့ပြီးစားနိုင်မလဲရေးတာနိုင်မကွယ်ကုန်မဲ့လုံးလုံးမာနာကြည့်သူတော်လဲကျွဲ့မှလက်မထောင်ကြောက်ဘူးရဲ့လားကုန်မဲ့သူရေဆက်တော်ပြမယ်နာဆိုင်လို့ထောင်နိနတာထအမြန်ကြီးလူရောက်ခဲ့ဖို့ခွေတော်လေကျွတ်မသမက်တော်ဟုဆောင်နိနတာကမုဏတာကိုမရှင်းနိုင်ပါဘူးမုဏတာကလီနတာကိုတမင်းရှောင်းလီနတာကတောင်မကြီးကိုဥခိုက်ပါတဲ့ခဲလိုက်ကြတော့သမက်လိုက်ကြတော့တောင်ဖို့ကိုတော့ပြောကပြတော့ဗလာနဘောကြီးကိုကြောက်ရပါတဲ့ကိုရွှေနှစ်သူတစ်ဖားယူတော့သူလည်းမရှင်းနိုင်ပါဘူးတစ်ဖားယူခမမောင်ကျွဲ့ရငါပြေးလို့မလို့နိုင်အောင်နောက်ဆုံးတော့ကျွဲ့နေမင်္ဂလာဆောင်ဒီလိုတော့လေကုန်မဲ့သူရေတင်းနေသားသာတွေ့ကြည့်ပုံဆောင်ကိုတွေ့ကိုတရားကိုတိုက်ကိုနဲ့တန်ရာကိုကိုငိုဆောင်သက်သူရာကျွနဲ့ညမယ်ကျေးရုံငါတာရကဘုံငိုဆောင်